ရွှေနဲ့ကွတ်တာခံချင်တော့စိန်ဖြစ်ဖို့တော့လိုတယ်တဲ့အဲ့လိုပဲဒူတဘာမျက်နှာတန်ဖိုးထားတာခံချင်တယ်ဆိုရင်တော့ကိုတိုင်ကတန်ဖိုးရှိဖို့လိုတယ်ပေါ့နော်ဆိုတော့အဲ့စကားလေးအားလုံးပဲကြားဖို့ကြမှာပါကိုကခဲသလုံးဖြစ်နေပြီးတော့ရွှေကွတ်တာခံချင်လို့တော့မရဘူးလေဟုတ်တယ်မလားနောက်ပြီးတခြားလူကကိုတန်ဖိုးထားပါစေလို့ဆုတောင်းနေမဲ့အစားကိုတိုင်ကကိုရဲ့အရေးချင်းကိုရဲ့စိတ်ထားကိုစိန်တပွင့်လိုမျိုးအရင်ဆုံးတောက်ပအောင်တွေးဖို့တော့လိုတယ်ပေါ့နော်တခါတလေမှာလူတွေကကိုတိုင်ကြတော့အရေးချင်းရှိအောင်မလုပ်ဘဲနဲ့မကြိုးစားဘဲနဲ့ပြေဆုံးတဲ့သူတော်တဲ့သူအရေးချင်းရှိတဲ့သူကိုစောင့်နေတတ်တဲ့အကျင့်လေးရှိရပေါ့နော်အဲ့လိုမျိုးစောင့်နေမဲ့အစားကိုတိုင်ကအရေးချင်းရှိအောင်ကြိုးစားလိုက်တာကပို့ပြီးတော့အတိတ်ပဲရှိတယ်ကိုဘဝရှေ့ရေးအတွက်ပို့ပြီးတော့ခိုင်ပါပါတယ်သူတော်တော်များများအကြောင်းမကြိုးစားချင်ကြဘဲနဲ့ဘယ်လိုပြောမလဲကိုရဲ့လိုအပ်ချက်တွေကိုဖြည့်ဆည်းပေးမဲ့လူကိုရဲ့အိမ်မက်တွေကိုအကောင့်ထဲပေါ်ပေးမဲ့သူပေါ်လာရင်အကောင်းဆုံးဖြစ်မှာပဲအဆင်ပြေသွားမှာပဲဆိုတဲ့ shortcut ဆိုတဲ့ဖြတ်လန်းနည်းကိုအများအပြားစောင့်နေတတ်ကြပါတယ်ကိုတိုင်ကပေးဆက်ဖို့အရေးချင်းပြဖို့မကြိုးစားဘဲနဲ့ငါကတော့ရပိုင်ခွင့်ရှိတယ်ငါရဲ့အိမ်မက်တွေကိုအကောင့်ထဲပေါ်ပေးမဲ့လူပေါ်လာမှာပဲဆိုတဲ့စိတ်ပေါ့နော်အဲ့ဒီစိတ်ကပိုများနေရင်တော့ဘာမှအကျိုးမရှိဘူးလို့စောင့်နေတတ်တဲ့လူတွေရှင်အေးနေနဲ့ဒီနေရာလေးမှာတခုပြောပြချင်ပါတယ်တူညီတဲ့စွမ်းအင်ချင်းပဲစွဲငင်တတ်ကြပါတယ်အဲ့ဒါမမေးနဲ့နော်ကိုတိုင်ကအောက်ခြေမှာပဲနေရင်အောက်ခြေကလူနဲ့ပဲစုံမှာပဲကိုယ့်ရဲ့တန်ဖိုးကမြင့်လေလေကိုယ့်ရဲ့တန်ဖိုးနဲ့ level တူတဲ့လူနဲ့ကိုကစုံမှာပဲအဲ့ဒါဘယ်တော့မှမမေးနဲ့ပေါ့နော်နောက်တစ်ခုကအများအဖြစ်ပြည့်စုံတဲ့သူအရေးချင်းရှိတဲ့သူတွေကသူတို့ level နဲ့တူတဲ့သူကိုပဲအများအဖြစ်ရွေးချယ်တတ်ကြပါတယ်ဒါကြောင့်အဲ့လိုစောင့်နေမဲ့အစားကိုတိုင်ကအချိန်တွေကိုအကျိုးရှိအောင်အသုံးချပြီးတန်ဖိုးရှိအောင်လုပ်ပြီးတော့ကိုယ့်ရဲ့ value တက်အောင်ကိုယ့်ရဲ့အောင်မြင်မှုတွေရအောင်စူးစမ်းလိုက်တာကကိုဘဝအတွက်အသေးချဆုံးပဲဖက်လူကိုအားကိုးပြီးစောင့်နေရတဲ့အလုပ်ကိုဘယ်တော့မှမလုပ်နဲ့အထူးသဖြင့်မိန်းကလေးတွေကိုတိုင်ကအရေးချင်းရှိအောင်လုပ်သူတို့ဘဝနဲ့သူတို့ကိုဘဝနဲ့ကိုပဲဘာမှလည်းရှင်းစရာမလိုကိုကစူးစမ်းတဲ့မြတ်ဒီနေရာထိရောက်လာတယ် okay ဒါကျေးဇူးတင်ရမယ်ကိုခွန်ကိုအားနဲ့တက်လာလေဘ누구အားကိုမပါတာဒါဘယ်လောက်ထိ appreciate လုပ်စရာကောင်းလဲဟုတ်တယ်မလားဆိုတော့အဲ့လိုလေးပဲတွေးပါဘယ်တော့မှဖြတ်လန်းနေမလိုက်ပါနဲ့ဆိုတော့အေးအနေနဲ့လူငယ်လေးတွေကို sharing လေးလုပ်ပေးချင်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်